ကျမတို့ရဲ့ပတ်ဝန်းကျင်ရလေကျမတို့ရဲ့ဒီ personal life ကို impact ဘယ်လောက်ရှိနိုင်တယ်လို့ထင်လဲ okay ကို percent တစ်ခုလောက်စဉ်းစားကြည့်ပေါ့ဒီပတ်ဝန်းကျင်ကငါရဲ့ life ကို impact က50% ရှိနိုင်လားတချို့တွေအတွက်80%ရှိနိုင်လားတချို့တွေအတွက်ကတော့100% ရှိနိုင်လားကျမတို့ဆိုရင်တော့100%အနီးပါလို့ထင်တယ်ဘာလို့လဲဆိုတော့လေကိုယ်ကပတ်ဝန်းကျင်တစ်ခုတည်းကိုရောက်သွားတဲ့အခါမှာအဲ့ဒီပတ်ဝန်းကျင်ရဲ့အငွေ့အသက်တွေအများကြီးကိုယ်ကိုကူးဆက်စေတာနိုင်တယ်ပေါ့နော်ပတ်ဝန်းကျင်မတူတဲ့လူနှစ်ယောက်ကမွေးတာချင်းတူရဲဆိုရင်တော့ပတ်ဝန်းကျင်မတူတဲ့လူနှစ်ယောက်ကလေသူ့ဆက်သွားရမယ်ဘဝလမ်းကြောင်းသူရွေးချယ်မယ်ဘဝလမ်းကြောင်းကမတူနိုင်တော့ဘူးဥပမာဒီယဉ်ကျေးမှုမှာပဲဖြစ်ဖြစ်ပညာရေးမှာပဲဖြစ်ဖြစ်ကျမတို့ဒီ character ဘိုင်းမှာပဲဖြစ်ဖြစ်ပြီးသွားရင်ဒီ financial status ပေါ့နော်ဒီငွေကြေးဆိုင်ရာမှာပဲဖြစ်ဖြစ်လူဝင်ဆက်မှုမှာပဲဖြစ်ဖြစ်ပေါ့ကျမတို့ဒီ genes အရာတူတောင်းတူလို့လိမ့်မယ်ဒါပေမဲ့ပတ်ဝန်းကျင်မတူဘူးဆိုရင်ပတ်ဝန်းကျင်ရဲ့ဒီ inputs တွေပေါ့ထဲတဲ့အရာတွေမတူနေဘူးဆိုရင်ကျမတို့ live ကိုအစပေါင်းများစွာကွာခြားသွားနိုင်တယ်လူမျိုးတစ်မျိုးပြောရမယ်ဆိုရင်လေကျမတို့ကကိုယ်နဲ့ fit in မဖြစ်တဲ့ပတ်ဝန်းကျင်မှာဆိုရင်လုံးဝမနေနိုင်ဘူးကိုကကောင်းမှုကြိုးစားနေတယ်ကိုအကောင်းအရင်ကြိုက်တယ်အဲ့လိုလူတယောက်ကလေဒီလူဆိုးတွေကြီးပဲရှိတဲ့ပတ်ဝန်းကျင်မှာကျမတို့နေနိုင်မှာမဟုတ်ဘူးအဲ့လိုမျိုးပဲအခုနလူဆိုးတွေကလည်းလေအရင်ကောင်းနေတဲ့ပတ်ဝန်းကျင်မှာသူတို့နေနိုင်မယ်ထင်လားသူတို့အဲ့လိုလည်းမနေနိုင်ကြဘူးအဲ့ဒါကြောင့်မို့ပဲလူတွေကကိုအားတန်ရနေရမှာဒီသူသွားချင်တဲ့ level အတိုင်းပေါ့သူအားတန်ရနေရသူပျော်မွေ့ရနေရမှာပဲသူတို့ကနေလေးရှိကြတယ်ဒါကြောင့်မို့ဆိုလူစကားတော့တစ်ခုရှိသေးတယ်တထင်း9ယောက်နဲ့ပေါင်းမယ်ဆိုရင်နဲ့နောက်တစ်ယောက်6ယောက်မြောက်တထင်းကတင်မဲဆိုပြီးတော့ဒီစကားကိုလူတော်တော်များများရေးကြတယ်ဒါပေမဲ့ကျမအနေနဲ့ကဘယ်လိုတွေးလဲဆိုတော့တထင်း9ယောက်ရဲ့ပန်းတိုင်နဲ့သူ့ရဲ့ပန်းတိုင်နဲ့တူတယ်ဆိုရင်သူကဒီတထင်း9ယောက်နဲ့ပေါင်းလို့ရတယ်ပြီးတော့နောက်ထပ်စူးစမ်းနောက်ထပ်ဖြစ်လာမဲ့စူးစမ်းပြီးတော့ဖြစ်လာမဲ့တထင်းကသူဖြစ်နိုင်တယ်ဆိုတာဒါကဘာလို့ပြောချင်တာပဲလဲဆိုတော့ကျမတို့နောက်မှာရှိမဲ့လူတွေကိုရွေးချယ်လာတာဒီပတ်ဝန်းကျင်ကိုရွေးချယ်လာတာပဲပေါ့နော်အဲ့ဒီတော့ဒါမှားလားဆိုရင်ကျမအနေနဲ့ကတော့မမှားဘူးအခုနပတ်ဝန်းကျင်ကလူတယောက်ရဲ့ life ကို impact အများကြီးရှိနိုင်တယ်ဆိုတာကိုယုံကြည်တဲ့လူတယောက်တက်ကိုကျမအမြဲတမ်းဒီကောင်းတဲ့ပတ်ဝန်းကျင်မှာနေဖို့ပဲလူတွေတိုက်တွန်းအားပေးတယ်မိဘတွေကသားသမီးတွေကိုအခုဆိုရင်ကြောင်းကောင်းတွေမှာထားကြရဲဆိုတာလေဒီတဲကတစ်ခုပဲလေသိလားဘာလို့ထားတာလဲပတ်စံတွေအရင်ကြီးများနေလို့လားထားကြနေတာမရှိလို့လားဆိုတော့မဟုတ်ဘူးသူတို့ရဲ့ပတ်ဝန်းကျင်မှာဒီကလေးတွေရဲ့ပတ်ဝန်းကျင်မှာလူကောင်းလေးတွေရှိစေချင်တယ်ယဉ်ကျေးလိမ့်မာတဲ့ကလေးလေးတွေရှိစေချင်တယ်မိဘရဲ့တုံ့ပြန်ဆုံးမမှုကောင်းအောက်မှာကြီးပင်းလာတဲ့ကလေးတွေနဲ့ကိုထိတွေ့စေချင်တယ်သူတငယ်ချင်းလေးတွေကလည်းလူကောင်းလေးတွေပေါ့လူရည်မွန်လေးတွေဖြစ်စေချင်တယ်ကျမတို့ဒီခေတ်မှာဆိုမိဘတွေကအရင်သိကြတယ် parenting အရင်ကောင်းကြတယ်ပေါ့နော်ကျမတို့ကဒီလိုပတ်ဝန်းကျင်လူတစုတွေရောက်သွားရအောင်ကျမတို့ရဲ့သားသမီးတွေကိုပို့ပြီးတော့အကြောင်းကောင်းမှထားကြတယ်ပညာလေးတွေသင်စီကြတယ်ပေါ့နော်နောက်ဆုံးပန်းတိုင်ကအခုနပါပဲလဲဆိုရင်ကိုနေခြင်းတဲ့ဘဝမှာလူကလေ